အဲ့ရတဲ့လဲပြီးသေကဏီကာလရောက်သွားတော့နတ်ပြည်6ဓာတ်ကနတ်သားနတ်သမီးတွေကနတ်ယထာ6ဆင်းနဲ့လာပြီးတော့လူကြလာတယ်ဗျာကသဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်ကအမျိုးသမီးတရားသိပြီးတော့မထင်ရှားလို့သူ့ရဲ့နာမည်ကိုအညတရနာရီလို့ဒီလိုခေါ်တယ်အဲ့ဒီအညတရနာရီဆိုတဲ့အမျိုးသမီးကသားလေးတစ်ယောက်ရှိတယ်ပထမတော့ရှင်ပြုပေးခြင်းသိသိမရှိဘူးနောက်ဆုံးတော့ရှင်ပြုပွဲရဟန်းခံပွဲတွေသွားရင်အတန်ကတော့ရှင်သူမြတ်တွေဟောတဲ့တရားတွေနားလိုက်ရတော့သားလေးကိုရှင်ပြုပေးခြင်းသိပေါက်လာတယ်အပြည့်ပြည့်စုံစုံနဲ့တက်နေတဲ့မျိုးသမီးဆိုတော့ရှင်ပြုရဟန်းခံတရားတွေနားထားလိုက်ရတဲ့အဲ့ဒီမျိုးသမီးကသားလေးကိုတခါတည်းရှင်ပြုပေးလိုက်တာကိုရင်လေးကလည်းပြီးတော့သာသနာ့ဘောင်ရောက်တော့ပျော်ပြီးတော့ပရိယတ်တိလို့အထုတ်ပြီးစာသင်လိုက်တာအသက်19နှစ်ကျော်20နီးသွားတဲ့အခါစာတော်ပေါက်ရောက်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်တော့မင်းအမေကိုယ်တိုင်ကပဲအဲ့ဒီကိုရင်ကိုတစ်ခါပြန်ပြီးတော့ရခံပြီးတယ်ရခံပြီးလိုက်တော့အဲ့ဒီတက္ကမကြီးကဘာဖြစ်တော့မင်းရှင်းတက္ကမလည်းသူ့ပဲရဟန်းတက္ကမကြီးလည်းသူ့ပဲကိုရင်ဝက်သွားတဲ့နေ့ကစပြီးသူ့သားကိုပြီးပြီးရောပြစ်ထားသလားပြီးတော့မပြစ်ဘူးတဲ့ပြိတဲ့နေ့တိုင်းကြောင်းသွားပြီးတော့ဆုံးပို့ပေးတယ်ဗျာဟုတ်လားအဲ့ဒီမှာရဟန်းဖြစ်သွားတဲ့သူသားကကြိုးစားလိုက်တော့နောက်ဆုံးတော့ပြိတဲ့ပိဋကသုံးပုံဆောင်ကြီးဖြစ်သွားတာပိဋကသုံးပုံဆောင်ကြီးဖြစ်သွားသည့်တိုင်အောင်လဲအမေကပြစ်မထားဘူးတခါတည်းသွားပြီးဆုံးဖို့အဲ့ဒီအချိန်မှာသူ့ရဲ့အတိကဘာတိုးလာလဲလို့မေးလိုက်တော့ငါမှန်ပြီငါသားလေးရှင်ပြုပေးလိုက်ရရဟန်းခံပေးလိုက်ရတာမှန်သွားဘာဖြစ်လို့တော့မင်းသားဦးစင်းစာချနေတာကြည့်ပြီးပို့ပြီးတော့ဝမ်းသာလို့လေဟုတ်လားငါလူဘဝမှာထားမယ်ဆိုငါသားခုတင်တော့အိမ်အောင်ကြပြီးတော့ဘလို့ချွေးမနဲ့ငါဘလို့နေရမှမသိဘူးဘလို့သားတွေမွေးလို့ငါမြည်တွေဘလို့ပုံကိုယ်တွေနဲ့ငါဘလို့ရင်ဆိုင်ရမှမသိဘူးအခုတော့ငါသားကနေမွေးဖွားလိုက်တဲ့သာမဏေမလီကြီးညိုစရာကောင်းလိုက်တာယဟန်တော်ကြော်မော်တွေကြီးညိုစရာကောင်းလိုက်တာငါမှန်ပြီမဲ့ညအိယာဝင်နဲ့နှစ်ဖူးပေါ်လက်တင်ပြီးအဲ့ဒါကြည့်ပြီးပီတိဖြစ်တာတဲ့စာကနုတ္တိခေါ်တာပေါ့ဟုတ်လားပါနုတ္တိလေသားကိုစွန့်လွတ်လိုက်ရတာစွန့်လွတ်ခြင်းရဲ့တန်ဖိုးကိုသူနားလည်ပြီးတော့ညအိယာဝင်နဲ့ပြောတာဟုတ်ပြီလားညအိယာဝင်နဲ့သူပြောတယ်ညအိယာဝင်နဲ့တွေးလိုက်တဲ့နဲ့သူကျင်တတ်တယ်အဲ့ဒါနဲ့အဲ့ဒီမျိုးသမီးနောက်ဆုံးပြိတဲ့တို့ပြောကြပါစို့အသက်ကြီးလို့အိယာတဲ့လဲပြီးသေကဏီကာလရောက်သွားတော့နတ်ပြည်6ဓာတ်ကနတ်သားနတ်သမီးတွေကနတ်ယထာ6ဆင်းနဲ့လာပြီးတော့လူကြတာတယ်ဗျာဟုတ်ပြီလားနတ်ယထာ6ဆင်းလာလူတယ်ကျွန်တော်တို့နတ်ပြည်လာခဲ့ပါကျွန်တော်တို့နဲ့လိုက်ခဲ့ပါကျွန်တော်တို့ကဘယ်နတ်ပြည်ကကျွန်တော်တို့ကဘယ်ရထားကပါအကုန်လုံးလာလူတယ်သေကဏီကာလရောက်သွားတော့ပြိတဲ့အဲ့ဒီမျိုးသမီးကြီးကြောက်စိတ်တွေရှိလာမေးလဲတော့မရှိဘူးကြောက်စိတ်ရှိရလားဘာတွေရှိထားလို့လဲမေးရင်ကောင်းမှုရှိထားလို့ဘာရှိထားလို့ဣဒမောရတိပိဇာမောရတိကတပုံညောဥပယထာမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိတုဒ္ဓိမာတနောကတပုံညောပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သည်ဣဒမောရတိဒီဘဝလည်းဝမ်းမြောက်ရတယ်ပိဇာမောရတိနောင်ဘဝလည်းဝမ်းမြောက်ရတယ်ဥပယထာမောရတိဒီဘဝနောင်ဘဝနှစ်ခုသလုံးဝမ်းမြောက်ရတယ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ကဒီဘဝလည်းဝမ်းမြောက်ရတာပဲနောင်ဘဝလည်းဝမ်းမြောက်ရတာကမ္မဝိတုဒ္ဓိမတ္တနောတဲ့။အော်ငါအသက်80နေခဲ့တဲ့80လုံးငါလေးတဲ့။ကောင်းမှုလေးနဲ့ပဲငါနေခဲ့ရတာပဲဆိုတာကိုပြုထားတဲ့ကောင်းမှုမြင်လိုက်ရတော့ပိုးတော်ဝမ်းတောင့်တည်တဲ့သူတော်ကောင်းတို့ဟုတ်ပြီလား။အဲ့ဒါကြောင့်နယထာတွေ6ဆင်းတဲ့နတ်သားနတ်သမီးတွေလာလူတော်လဲပဲကြောက်စိတ်ရှိရလား။ကြောက်စိတ်တစ်စက်မှမရှိဘူး။အဲ့ဒီမှာသူရဲရဲနဲ့သူ့ပေါ်တက်ပါငါ့ပေါ်တက်ပါလူနေကြတော့သူကမေးတယ်။ငါသွားခြင်းနဲ့နတ်တွေကဖယားလောင်းနတ်သားတွေဓမ္မဂတိကနတ်သားတွေရှိတဲ့နတ်ပြည်ပဲငါနေခြင်းနဲ့ငါသွားခြင်းနဲ့ဖယားလောင်းနတ်သားရှိရင်အဲ့ဒီဖယားလောင်းဒီကငါတရားနာခြင်းနဲ့ဓမ္မဂတိကနတ်သားရှိရင်ဓမ္မဂတိကနတ်သားတွေထံကငါဟိုမှာလည်းပဲတရားဆက်နာခြင်းသေးတယ်အဲ့လိုနတ်သားတွေရှိတဲ့နတ်ပြည်ကိုပဲငါလိုက်ခြင်းနဲ့လို့ပြောတော့အဲ့ဒီမှာတုတိတာနတ်ယထာဘောကနတ်သားကဟာအဲ့ဒါကျွန်တော်တို့နတ်ပြည်ပဲရှိတယ်ကျွန်တော်နေရာမရှိဘူးဒါဆိုငါတုတိတာနတ်ယထာဘောပဲတက်မယ်ကျွန်တော်ယထာငါမလိုက်ခြင်းဘူးလို့ပြောတယ်ဗျာကောင်းမှုရှိတာတော့ရွေးချယ်ပိုင်ခွင့်လည်းရှိတယ်ဒါပြောတာဟုတ်လားကောင်းမှုသာမရှိတော့ကောင်းတယ်ရွေးချယ်ပိုင်ခွင့်ရှိပါမလားဘယ်ရှိမလဲအဲ့ဒီမှာတုတိတာနာယထာတသိကြံခဲ့တယ်နတ်သက်လူသက်ချွေပြီးတော့သေသွားတော့အဲ့ဒီနာယထာပေါ်တက်ပြီးနတ်သမီးကြီးသူဖြစ်သွားနတ်သမီးဖြစ်သွားတော့တတိကလည်းကောင်းလိုက်တာငါအခုနတ်ပြည်မောင်းရတော့မှာပဲဟေ့နတ်ပြည်မမောင်းစင်းနဲ့ငါကြားဘူးတယ်တဲ့ငရဲပြည်ဆိုတာအင်မတန်မှဆင်းရဲတယ်ပင်ပန်းတယ်ဒုက္ခများတယ်လို့ငါကြားဘူးတယ်တောက်ကြစားကြမူးကြယူကြကုသိုလ်မေ့ပြီးတော့နေရတဲ့လူတွေအတွက်
အဲ့လိုငရဲပြေကြီးဘလောက်ထိပင်ပန်းနဲ့ဆင်းရဲတယ်ဆိုတော့လေငါတော့ကြည့်ကျင်သေးတယ်အဲ့ဒါကြောင့်ငါ့ကိုအဲ့ဒီလိုက်ဖို့ပေးစမ်းလို့ပြောတယ်ဗျာနတ်ယထာကိုငရဲပြေမောင်းခိုင်းတာဟုတ်လားအဲ့ဒီမှာနတ်ယထာနတ်သားကြီးကလည်းရပါတယ်မောင်းပေးပါမယ်ငရဲပြေမောင်းတာဒီရှင့်တက္ကမဒါလို့မထင်စေနဲ့ပေါ့ပန်းဝင်လေးတွေနဲ့ဗာလေးတွေအလှပြင်ထားပေါ့ဟုတ်လားအဲ့ဒီမှာရှင့်တက္ကမရဟန်းတက္ကမနတ်သမီးကြီးငရဲပြေဖြတ်သွားလို့တော့ငရဲပြေကြီးတကူလုံးကတတ်တာဖြတ်တာတွေရပ်ပြီးတော့အားလုံးဟာအေးချမ်းနေတာလေတခါမှဒီလိုကုမဖြစ်ဘူးပဲနဲ့ဘလို့ကြောင့်ဖြစ်တယ်လေအားလုံးကငရဲပြေကလူတွေအံ့ဩကုန်ကြတာနောက်ဆုံးတော့သိကြတယ်ခါတိုင်းဆိုရင်ကွာငါမနဲ့မိုးလင်းနာနဲ့တပြိုင်နဲ့ပေါ့နောက်ကြောကအကြီးနဲ့ချိတ်အဲ့ဒါနောက်ကနေဒုံကြီးနဲ့ရိုက်နာလို့မို့ရှေ့မတိုးရင်ဒုံနဲ့ရိုက်လို့နာလို့ရှေ့သွားနောက်ကကြောကြီးကချိတ်ထားတဲ့ဟာကြီးကနာနောက်တစ်ယောက်ဆိုလည်းအထက်ကိုလက်ပတ်မင်းကြီးပေါ်တက်ခိုင်းလက်ပတ်မင်းကစူးကြီးတွေနဲ့တက်လိုက်ပြန်တော့ရင်ဘတ်ကိုစူးနဲ့ထိုးမတက်ပြန်တော့နောက်ကဒုံနဲ့ရိုက်တချို့ကြတော့ရှာကြီးကိုအနဲ့ထိုးတန်နဲ့ထိုးအမျိုးမျိုးဒုက္ခတွေခံကြရဒီဒုက္ခတွေတို့မခံရဘူးဘလို့ဖြစ်သွားတာတော့ဆိုတော့ရှင့်တက္ကမယဟန်တက္ကမကြီးတို့ငရဲပြေကဖြတ်သွားလို့တယ်သူလာတဲ့အခိုက်မို့တို့အင်းငင်းချမ်းသာခွင့်ရတာတယ်လူပြေကလူတွေရှင်ပြုယဟန်ခံတွေများများလုံနေကြပါစေရှင်ပြုတဲ့လို့ယဟန်တက္ကမကြီးရဲ့လို့ရှင့်တက္ကမဆိုတဲ့အမည်တွေများများခံယူပြီးတော့နတ်ပြည်များသွားရင်နတ်ပြည်မသွားခင်ဒီအညတရနာရီမျိုးသမီးတို့တို့ငရဲပြေကိုလာပြီးကြည်နိုင်ကြပါစေဘာဖြစ်လို့တော့မင်းချမ်းသာလွန်းလို့ဟုတ်လားပြောချင်တာကငရဲပြေကြီးခိတ္တအေးစေနိုင်တဲ့ကုသိုလ်ဟာဘာပဲရှိတယ်ရှင်ပြုယဟန်ခံကုသိုလ်ပဲ